Hello အားလုံးပဲမင်္ဂလာပါဒီနေ့ကျွန်တော်တင်ဆက်ပေးမယ့်ဗီဒီယိုအကြောင်းအရာလေးရတော့ကျွန်တော်တို့တွေအခုတလောပေါ့နော် Google account တွေဖွင့်တဲ့အချိန်မှာဖုန်းနံပါတ်တွေတောင်းနေကြတာပေါ့နော်အဲ့လိုဖုန်းနံပါတ်တွေတောင်းတဲ့အတွက်ကျွန်တော်တို့ဖွင့်ဖို့အတွက်တော်တော်လေးအဆင်မပြေတာတွေတွေ့နေရတာပေါ့နော်ဒါဆိုရင်ကျွန်တော်ဒီနေ့ဗီဒီယိုမှာဆိုရင်တော့ကျွန်တော်တို့ Google account ဖွင့်တဲ့အချိန်မှာဖုန်းနံပါတ်မလိုအောင်ပေါ့နော်ဖုန်းနံပါတ်ထည့်စရာမလိုအောင် Google account တစ်ခုကိုဘယ်လိုဖွင့်ရမလဲဆိုတာနဲ့ပတ်သက်တဲ့ဗီဒီယိုသင်ခန်းစာလေးပဲဖြစ်ပါတယ်ဒါဆိုရင်ကျွန်တော်တို့ဗီဒီယိုလေးမစခင် channel လေးကို subscribe မလုပ်ရသေးဘူးဆိုရင်လည်း channel လေးကို subscribe လုပ်ပေးဖို့အတွက်တောင်းဆိုချင်ပါတယ်ဒါဆိုရင်ကျွန်တော်ဗီဒီယိုဖက်ကိုတွားလိုက်ပါမယ်เนาะဒါဆိုရင်ကျွန်တော်ပထမဦးဆုံးအနေနဲ့ကိုဖုန်းရဲ့ setting ထဲကိုဝင်လိုက်ပါအဲ့လို setting ထဲဝင်ပြီးတော့လို့ရှိရင်เนาะနည်းနည်းလေးအောက်ဆွဲလိုက်ပေါ့เนาะဆွဲပြီးတော့လို့ရှိရင်เนาะဒီနေရာမှာကျွန်တော်တွေ့နေရတဲ့ account and sign ဆိုတဲ့နေရာလေးထဲကိုကျွန်တော်ဝင်လိုက်ပါမယ်เนาะအဲ့လိုကျွန်တော်ဝင်ပြီးသွားလို့ရှိရင်တော့ဒီနေရာမှာတွေ့ရတဲ့ add account ဆိုတဲ့ဥစ္စာလေးထဲကိုကျွန်တော်ပြန်ဝင်လိုက်ပေါ့နော်အဲ့ဒါလေးဝင်ပြီးသွားလို့ရှိရင်တော့ဒီနေရာမှာကျွန်တော်တို့တွေ Google ဆိုတဲ့ဥစ္စာလေးကိုတွေ့ရမယ်နော်ဒီထဲကိုကျွန်တော်ဝင်လိုက်ပေါ့နော်အဲ့လိုကျွန်တော်ဝင်ပြီးသွားလို့ရှိရင်တော့ဒီနေရာမှာတွေ့ရတဲ့ create account ဆိုတာထဲကိုကျွန်တော်နှိပ်လိုက်ပေါ့နော်နှိပ်ပြီးသွားလို့ရှိရင်တော့ for my personal use ဆိုတာတွေ့ရမယ်အဲ့ဒီ account ထဲကိုကျွန်တော်နှိပ်လိုက်ပေါ့နော် okay ကျွန်တော်အဲ့လိုဝင်ပြီးသွားလို့ရှိရင်တော့ဒီနေရာမှာ first name နဲ့ last name ဆိုတာရှိတယ်ကိုကြိုက်တဲ့နာမည်ကိုဒါထားပေါ့နော်ဒါကိုစိတ်ကြိုက်ပေါ့ဗျာနော်အဲ့လိုကျွန်တော်နာမည်ထားပြီးသွားလို့ရှိရင်တော့ဒီနေရာမှာသူကရက်ရယ်လရယ်နေ့ရယ်ပေါ့နော်အဲ့ဒါရွေးခိုင်းတယ်ကိုကဒါအတီချထည့်မယ်ထည့်ပြီးသွားလို့ရှိရင်အောက်မှာကိုကယောက်ျားလေးလားမိန်းကလေးလားပေါ့နော် female or male အဲ့ဒါကိုကရွေးပြီး niche ကိုနှိပ်ပေါ့နော်နှိပ်ပြီးသွားလို့ရှိရင်သူပေးတဲ့ Gmail ကိုထည့်မှာလားဒါမှမဟုတ်ကိုစိတ်ကြိုက်ဒီ Gmail ကိုကိုယ်တိုင်ရေးမှာလားအဲ့ဒါရွေးပြီးသွားလို့ရှိရင်ဒီနေရာမှာ passport ဆိုတဲ့နေရာရှိတာပေါ့နော်ဒီနေရာမှာကိုမှတ်မိတဲ့ passport ကိုရွေးပေါ့နော်ကိုထည့်ပေါ့ဗျာထည့်ပြီးသွားလို့ရှိရင်တော့ဒီနေရာမှာဒီ together free ဒီမှာအခုကျွန်တော်တို့ဒီ account ကိုကျွန်တော်တွေ့ရပြီပေါ့နော်အဲ့ထဲကိုကျွန်တော်တို့ဒါနှိပ်လိုက်မှာပေါ့နော်okay ကျွန်တော်တို့အဲ့ဒီ account ထဲကိုနှိပ်ပြီးသွားလို့ရှိရင်တော့ဒီနေရာမှာကျွန်တော်တို့ successfully ပေါ့နော်ကျွန်တော်တို့ Gmail ဖောက်တာအောင်မြင်ဒီမှာကျွန်တော်တို့ပေါ်လာပြီပေါ့နော်ဒီလိုကျွန်တော်တို့ setting ထဲကနေเนาะ Google account ကိုဖွင့်မယ်ဆိုရင်ဒါဖုန်းနံပါတ်မတောင်းဘူးပေါ့เนาะဒါစကြောင်းအောင်မြင်နဲ့ကျွန်တော်တို့ဒါပြီးသွားမှာပေါ့เนาะဒီဗီဒီယိုလေးကဒီလောက်ပါပဲเนาะဗီဒီယိုလေးကိုကြိုက်နေတတ်တယ်ဆိုရင်လည်းဗီဒီယိုလေးကို like လုပ်ပြီးမှเนาะ channel လေးကိုလည်း subscribe လုပ်ထားပေးဖို့အတွက်မမေ့ကြပါနဲ့เนาะအားလုံးကိုကျေးဇူးတင်ပါတယ် bye bye